လာပါပွဲစားကြီး Ricky ပါကျွန်တော်ကအင်ချမ်းမြေပွဲစားလုပ်တယ်အင်ချမ်းမြေအတိုင်ပင်ခံလုပ်တယ်အင်ချမ်းမြေပွဲစားဖြစ်တဲ့နန်းဖွင့်တယ်သင်ပေးတယ်အဲ့တော့ဒီနေ့ကျွန်တော် sharing လုပ်ချင်တဲ့ knowledge ကကြတော့မြို့ပြစီမံခန့်ခွဲမှုတွေနဲ့လူမှုဘဝtracking လိုက်တဲ့အခါမှာ survey လုပ်တဲ့အခါမှာနှိုင်းရှင်တဲ့တိုင်းတာတဲ့အခါမှာသုံးတဲ့ real estate နဲ့ပတ်သက်တဲ့မသိမဖြစ်စကားလုံးတွေတခုပေါ့ဒါကကြတော့ဘယ်လိုပြောရမလဲကျွန်တော် macro level ဖြစ်သွားပြီအဲ့တော့ကျွန်တော် target ထားတဲ့ပုံကိုယ်တွေကတော့ဒါကို advanced level အနေနဲ့လေ့လာခြင်းတဲ့ပုံကိုယ်တွေသိထားတဲ့တယ်လို့ယူဆလို့ကျွန်တော်ကနေပြီးတော့ sharing လုပ်ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့သင်တန်းမှာလည်းဒီလိုမျိုးစိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်လက်တွေကိုကျွန်တော်သင်တယ်ကျွန်တော်ပြောတဲ့ဒီနောက်ပိုင်းအခုပြောမယ့်ဟာတွေက advanced level ဖြစ်လာတဲ့အတွက်ကြောင့်မလို့တော်ရုံတန်ရုံဒီ industry တွေကပုံကိုယ်တွေကတော့ဒါကိုသိပြီးတော့ယဉ်နီကျွမ်းဝင်ခြင်းမှာကျွမ်းဝင်နိုင်မယ်အဲ့ဒါကြောင့်မလို့တစ်ချက်လေးအာရုံစိုက်ပြီးတော့နားထောင်ကြပါကဲစမယ် gentrification အဲ့တော့ gentrification ဆိုတာကအပြောင်းလဲဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဘာပြောင်းလဲဖြစ်စဉ်လဲဆိုတော့လူမှုဘဝအပြောင်းလဲဖြစ်စဉ်ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ရှင်းတယ်ဗျာ gentrification ဆိုတာစင်ကြေပုံဒါမှမဟုတ်မြို့သစ်မြို့စွန်မြို့ပြင်အဲ့လိုမျိုးနှင်းကြတဲ့နေရာတစ်ခုကို high level living standard ပုံကိုယ်တွေဝင်ရောက်နေထိုင်အခြေချခြင်းကိုပြောပါတယ်အဲ့တော့ဝင်ရောက်နေထိုင်အခြေချရဲဆိုတဲ့အခါမှာနေရာမှာလေသူကအကြောင်းရင်းမျိုးစုံရှိနိုင်တယ်ပေါ့နော်ဟိုနံပါတ်1အကြောင်းရင်းက weight လျှော့တာပေါ့ကျွန်တော်တို့ရက်ထဲမှာသုံးတာ weight လျှော့တာပေါ့ရွှေတောင်ကျမ်းမှာရှိတဲ့ပိုင်ဆိုင်တဲ့သိန်းကြီး3သိန်းတန်လုံးချင်းအိမ်ကြီးကိုရောက်ပြီးတော့ဒဂုံမြို့သစ်မြောက်ပိုင်းမှာ2000နဲ့တွားပြီးတော့လုံးချင်းအိမ်တွားပြန်ဝင်နေတာမျိုးပေါ့ဒါမှမဟုတ်လို့ရှိရင်ဒီမျိုးပြင်တနေရာဖြစ်တဲ့ဒီမင်္ဂလာတုံဖြစ်ဖြစ်ထောက်ကြံဖြစ်ဖြစ်လဲကူဖြစ်မော်ယူဖြစ်တခုခုမှာခြံလေးနဲ့ဝင်းလေးနဲ့နေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုကျွန်တော်တို့ gentrification တဲကတခုလို့ခေါ်တယ်နောက်ထပ်ဖြစ်နိုင်တဲ့ဟာတွေကဘာတွေလဲဆိုတော့လူလက်တန်းစားတွေဖြစ်တဲ့ကိစ္စပေါ့လူလက်တန်းစားများသည်အများအဖြစ်ရန်ကုန်မှာဆိုရင်တိုက်ခန်းမှာနေကြရများတယ်ကွန်ဒိုမီနီကွန်ဒိုမှာနေကြရများတယ်အဲ့ဒီကနေပြီးတော့ကဲငါတက်တက်မှာတော့ဒီတိုက်ခန်းတွေကိုစစ်ကုံလာပြီးငလျင်ကိုကြောက်ပါတယ်ဆိုပြီးတော့သူတို့ gentrification အနေနဲ့ပတ်စံတက်နိုင်တော့မျိုးစွန်မျိုးပြင်မျိုးသစ်အဲ့လိုမျိုးနေရာတွေမှာနေကြတာပေါ့ပြောင်းလဲပြီးတော့အဲ့တော့လုံးချင်းလေးနဲ့နေကြတာပေါ့ဒါလည်း20 60 3တက်တိုက်40 60 3တက်တိုက်2တက်တိုက်အဲ့လိုမျိုးလေးတွေပေါ့ဒါကို gentrification လို့ခေါ်ပါတယ်အဲ့တော့ gentrification ဒီကျွန်တော်တို့အများနဲ့မြင်တွေ့နေရပါတယ်ကျွန်တော်မျက်စိရှိမှဆိုလို့ချင်းကျွန်တော်တွေ့နေကြရတော့မြောက်တကုံပေါ့ gentrification ကနော်အဲ့တော့အဲ့လိုမျိုး gentrification ဖြစ်တဲ့အခါမှာတွေ့ကြုံရတဲ့ကောင်းကျိုးဆိုးဖြစ်တွေရှိတယ်အဲ့တော့သူ့ရဲ့အကျိုးသက်ရောက်မှုတွေဘာတွေညာတွေကတော့ကောင်းကျိုးဆိုးဖြစ်တွေကတော့အဲ့ဒီ data မှာgentrifier တွေဝင်လာတဲ့အခါမှာအဲ့ data က develop ဖြစ်သွားတယ်ဥပမာမြောက်တကုံကြည့်လိုက်ပေါ့ develop ဖြစ်သွားတယ်သူ့ရဲ့ infra တွေဝင်ဖြည့်တဲ့သူတွေညာပါစေုံစောက်မဲ့သူပုဂ္ဂလိကလုပ်ငန်းရှင်တန်းပေါ်လာတယ်အစိုးရစေုံအဲ့လောက် heavy ကောင်းစရာမလိုဘူးအခုဘာကြောင့်လဲဆိုတော့သူတို့ဒီဝင်ငွေအလက်စားရှိသောပုံကိုယ်တွေဖြစ်လို့နောက်ပြောလို့ရှိရင်ဒီအခြေခံအဆောက်အအုံကျွန်တော်ခုနကတော့ infra တွေပြောတယ်နောက်ပြောလို့ရှိရင်စီးပွားရေးဖွံ့ဖြိုးလာတယ်ဟောပတ်စံသုံးနိုင်တဲ့သူတွေ living standard တစ်ခုရှိတဲ့သူတွေကဝင်လာတဲ့အချိန်မှာထားလိုက်ပါတော့ရက်ွက်ထဲကတပွဲ800တန်အတုပ်ကိုမစားဘူးဗျာသူတို့လမ်းမေးတုပ်ကိုမစားဘူးပေါ့ဗျာတပွဲ2500 3000နဲ့ရောင်းတော့လက်ဖေးဆိုင်ကောင်းကောင်းမွန်မွန်မှာရောင်းတော့အတုပ်ကိုစားမယ်ပေါ့အဲ့လိုမျိုးတွေပေါ့စလာပြီ living standard တွေကလူခြေနေတွေဝင်ငွေတွေပညာရေး level တွေဒီအတွေ့အကြုံတွေကနေပြီးတော့စကားတွေစပြောလာပြီအဲ့တော့သူတို့ကအဲ့ဒါတွေကိုစပြီးတော့ဟိုကောင်းကျိုးအနေနဲ့စပြီးခံစားရတယ်အဲ့တော့စီးပွားရေးတွေကောင်းလာတယ်ဈေးတွေရောင်းလာရတယ်ဗျာအဲ့တော့ develop ဖြစ်လာတယ်ဗျာစိုးကျိုးတွေလည်းရှိတယ်စိုးကျိုးတွေထဲမှာဆိုလို့ရှိရင်ကျွန်တော်မူရင်းနေထိုင်သူတွေရွှေ့ပြောင်းပေးရတာပေါ့အဲ့တော့မူရင်းနေထိုင်သူတွေဘာလို့ရွှေ့ပြောင်းပေးရတာလဲဆိုတော့ gentrification ဖြစ်လို့ဒီမြို့သစ်တွေဈေးတက်သွားသည်1 square feet ဈေးနှုန်းတက်သွားတဲ့အတွက်သူတို့ဒီနေရာမှာဈေးကောင်းရတော့ဒီနေရာကသူတို့မိဘငကိုတဲ့နေလာတဲ့နေရာကိုဈေးကောင်းနဲ့ရောင်းပြီးတော့နောက်ထပ်ဝေးလံတဲ့တနေရာကိုထပ်ပြီး jump လုပ်ကြတာပေါ့အဲ့ဒါဟာသူရဲ့စုပြစ်တွေတခုနော်နောက်ပြီးလို့ရှိရင်ယဉ်ကျေးမှုဘယ်လိုပြောမလဲသူ့ရဲ့ culture ပေါ့ကျွန်တော်ရက်ကွက်တွေမြို့နယ်တွေမှာသူ culture နဲ့သူရှိတယ်ကျွန်တော်ဆိုရင်ဒီမြို့ထဲရေကြော်မှာနေတော့ကျွန်တော်ရေကြော်မှာကျွန်တော် culture တွေရှိတယ်အဲ့တော့အဲ့ culture တွေဒီ gentrification ဖြစ်တဲ့လူတွေ gentrifier တွေအဲ့လိုမျိုးဝင်လာတဲ့အခါမှာculture တွေပြတ်ကုန်တာတွေရှိတာပေါ့နော်
နောက်ပြီးရင်လူမှုရေးမညီမျှမှုတွေဖြစ်တယ်အဲ့တော့ဝင်ငွေနည်းတဲ့သူတွေကနည်းနည်းလေးညံ့ငယ်လာတာပေါ့အရင်တော့ပုံမှန်ရဆိုလို့ရှိရင်အားလုံးတပြေးညီတယ်ဗျာသိမလားသူလည်းစိုက်ကားသမားကိုလည်းအတုတ်တယ်အဲ့ဒါပြဿနာမရှိဘူးအဲ့ဒါတယောက်နဲ့တယောက်ရှိန်နေကြတယ်မလို့အခုကဟိုလူမှုဘဝမှာမျှတမှုဖြစ်လာတာပေါ့နော်အဲ့ဒီကိစ္စလေးတွေရှိတယ်ပေါ့နော်ဒါ gentrification ကြောင့်ကျွန်တော်အပေါ်ယံလေးပြောပြခြင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အခုမြို့သစ်စီမံကိန်းတွေကိုတီဆောက်တဲ့အခါမှာဒီဟာတွေကိုတည်တဲ့အခါမှာဒီ gentrification ကိစ္စကိုထည့်သွင်းပြီးတော့စဉ်းစားရပါတယ်မစဉ်းစားထားဘူးဆိုလို့ရှိရင်လူမှုဘဝမှာမျှတမှုတွေကိုအာဏာပိုင်ဆိုရတွေခံစားရပါလိမ့်မယ် thank you ပါခင်ဗျာ